ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေကြိုဆိုလိုက်ပါတယ်နော်ဒီတစ်ပတ်မှာတော့ Premier League ရဲ့သမိုင်းဝင်အစင်လာအကြီးမားဆုံးထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်တဲ့ Arsenal အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ကြီးရောက်ရှိလာပါပြီအာဒီတာရဲ့ Arsenal က Champions ဆုအတွက်အမှားမခံနိုင်တဲ့အနေအထားမန်ယူကလည်းအသင်းပြန်လည်တည်ဆောက်ရေးမှာသူတို့ရဲ့ဂုဏ်သိက္ခာကိုတက်တည်ပြရမယ့်အချိန်မှာဒီတော့ဒီနှစ်သင်းတွေ့ရင်ဘယ်တော့မှပရိသတ်တွေရင်မအေးခဲ့ရပါဘူးအသင်းနှစ်သင်းရဲ့အခြေအနေရအေရှင်အာဆင်နယ်ဘက်ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့စနစ်တကျရှိတဲ့ကစားကွက်တောင်မန်ကအစာကာနဲ့မာတင်နယ်လီတို့ရဲ့လျှက်စီးလိုအမြန်နှုန်းတွေကပြိုင်ဘက်အသင်းတိုင်းကိုဒုက္ခပေးနေတတ်ပါတယ်။အထူးသဖြင့်တော့ကွင်းလယ်ကရူဒီဂတ်စ်ရဲ့ဖန်တီးမှုတွေကဒီပွဲရဲ့အဆုံးဖြတ်လဲဖြစ်လာနိုင်ပါတယ်ရှင်။တစ်ဖက်မှာမန်ချက်စတာယူနိုက်တက်ကတော့ပွဲကြီးပွဲကောင်းတွေမှာအများနဲ့ရလက်ကောင်းရအောင်ကစားနိုင်တဲ့အစံလာရှိနေပါတယ်။သူရဲ့တံမြန်တိုက်စစ်ကတကယ်ကိုကြောက်ဖို့ကောင်းတယ်လို့ကစားသမားတစ်တွေနဲ့စုဖွဲ့မှုကလည်းပို့ပြီးတော့တောင်းနှင်းလာတာကိုတွေ့ရပါတယ်ရှင်။အာဆင်နယ်ရဲ့ခံစစ်ကိုဘလို့ဖောက်ထွက်မလဲဆိုတာကစိတ်ဝင်စားဖို့အကောင်းဆုံးပါပဲ။ဒီတော့ဒီပွဲမှာအဓိကဖြစ်လာမှာကတော့ကွန်းလယ်တိုက်ပွဲပါ။ဘောလုံးပိုင်ဆိုင်မှုအသာစီးရဖို့ကြိုးစားမိအာဆင်နယ်နဲ့အမားကိုစောင့်ပြီးတိုက်စစ်ဆင်မဲ့ယူနိုက်တက်တို့ရဲ့အားပြိုင်မှုဟာပွဲကြည့်ပရိသတ်တွေကိုရင်ခုန်သက်မြန်စီမဲဆိုတာကတော့အသေးချပါပဲပြီးတော့ဒီနှစ်သင်းကြားကရန်ညိုးဟောင်းနေကြပွဲကအတော်လေးကိုကြမ်းတမ်းပြီးတော့အကျိတ်နဲ့ရှိမဲဆိုတာကတော့အမှန်ကန်ပါပဲရှင်ကဲပရိသတ်ကြီးတို့ရောဒီပွဲမှာဘယ်အသင်းနိုင်မဲလို့ထင်ပါလဲအာဆင်နယ်ကပဲအင်္ဂွမ်းမှာအနိုင်ရသွားမလားဒါမှမဟုတ်ယူနိုက်တက်ကပဲအဝေးကွက်မှာအန်အသင်းစရာရလက်ဖော်ဆောင်ပေးသွားနိုင်မလားပရိသတ်တို့ခံမှန်းရလက်လေးတွေကိုကွန်မန့်မှာရေးပေးကြကြပါဦးအခုလိုမျိုးဗီဒီယိုလေးကိုဆက်လက်ကြည့်ဖို့အတွက်လည်းကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားကြဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်